အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာကျွန်တော်ပြပြပေးမှာတော့ဒီလိုပေါ့နော်အခက်အခဲဖြစ်နေလူလေးဘယ်လိုလဲဆိုတော့ဒီလိုနော် TikTok လည်းတုံးအောင်ကြည့်ကျင်တယ် Telegram မှာလည်းအလုပ်လုပ်ချင်တယ် Facebook မှာလည်းအလုပ်လုပ်ချင်တယ် Gemini ကလည်းတုံးချင်နေတယ်အဲ့တော့ကျွန်တော်တို့မှာကဒီ channel ဒီဟာတွေကအဆင်ပြေတယ် Facebook မှာတိုင်ပတ်ပြီနော်ကျွန်တော်တို့ VPN ခံသုံးနေရပါတော့အဲ့တော့ကျွန်တော်တို့အဲ့လို VPN ခံမသုံးအောင်ကျန်တဲ့ app တွေကိုကြတော့ဒီတိုင်းသုံးပြီးတော့ Facebook တစ်ခုထဲမှာပဲ VPN အဲ့လိုမျိုးကွက်ပြီးသုံးလို့ရအောင် setting ချပါမယ်အဲ့တော့အဲ့ဒါလုပ်နေလို့ကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီ application တွေပေါ့နော် VPN application တွေဝင်လိုက်မယ်အဲ့ဒီမှာကျွန်တော်ပုံမှန်ဆိုရင်တော့ဒီမှာ home လို့ပြနေတယ်အဲဒီမှာကျွန်တော်တို့ဒီ option ကိုသွားလိုက်မယ်နော် option သွားပြီးရင်လည်းကျွန်တော်တို့ဒီမှာ VPN setting လေးရှိပါတယ်အဲ VPN setting ကိုနှိပ်လိုက်ပါနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကပုံမှန်ဆိုရင်ဒီမှာ channel or app ဆိုတာလေးပြနေမယ်အဲ့ဒါပြနေမှာပေါ့နော်အဲ့ဒါမဟုတ်ဘဲနဲ့ဒီဒုတိယဟောင်းနှိပ်လိုက်ပါဒီမှာ only channel selected app ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါအဲ့ဒါနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒါရွေးချယ်လို့ရမယ့် application တွေထွက်လာမှာပေါ့နော်အဲ့တော့ရွေးချယ်လို့ရမယ့် application တွေဘာမှလဲဆိုတော့ဒီမှာပါဒီမှာရွေးရမှာပေါ့နော်ဒီမှာရွေးရမယ်အဲ့တော့ကျွန်တော်တို့အဓိကသုံးမှာက Facebook ရဲ့ Instagram ရဲ့ WhatsApp ရဲ့အပြင်ကျွန်တော်တို့သုံးနေတဲ့ Chrome တစ်ခု Chrome ကိုကျွန်တော်တွဲပြီးထားပါတော့ Chrome မှာလည်းကျွန်တော် VPN ခံပြီးရှာတဲ့ website တွေရှိပါတယ်အဲ့တော့ကျွန်တော်အဲ့ဒါလေးရွေးပေးလိုက်တယ်ပေါ့နော်ဒီမှာကျွန်တော်ယူထားရကြည့်ပါအဲ့ဒါပါနော်ဒါ Instagram ဘာညာအဲ့လိုမျိုးပေါ့နော်အဲ့တော့အဲ့ဒါလေးရွေးပြီးရင်ကျွန်တော်တို့ဟိုဖြစ်လိုက်ပေါ့နော် USB နဲ့ဒီမှာ dance ဆိုတာလေးနှိပ်ပြီးရပြီအဲ့ဆိုရင်ကျွန်တော်တို့အနေနဲ့ပြန်ထွက်လိုက်ပြီဆိုတာနဲ့ဒီ VPN ကအစပြန်ချိန်ပေါ့နော်ကိုလူချင်တဲ့နိုင်ငံပြန်ချိန်လို့ရရနော်ချိန်ပြီးတော့အဲ့လိုကိုထားခြင်းတဲ့ဒီမှာ application မှာ2ခုဆို2ခု3ခုဆို3ခုအဲ့လိုချိန်လိုက်လို့ရှိရင်ကျွန်တော်တို့အနေနဲ့အခုလိုမျိုးဒီမှာနော် Facebook ကို Facebook ဆိုလဲဒါအခုသုံးလို့ရပါတယ်ဒီမှာ notification တက်တယ်ပေါ့နော် notification တက်တယ်ပြီးရင်ကျွန်တော်တို့ TikTok ဆိုလဲကြည့်လို့ရတယ်ပေါ့နော် TikTok ဆိုလဲကြည့်လို့ရတယ်TikTok ဆိုလဲကြည့်လို့ရတယ်နော်လို့မျိုးနော်အဲ့တော့ဒါအကုန်အဆင်ပြေပေါ့နော် Gemini ဆိုလို့ရှိရင်ကျွန်တော်တို့အများသောအားဖြင့်ကျွန်တော်တို့ကဟိုမဖြစ်ဘူးနော် Gemini ဆိုလို့ရှိရင်ဒါ VPN ခဏရင်သုံးမရဘူးပေါ့နော်အဲ့တော့ okay ဒီနေ့ဒါ get even ပေါ့နော် get even စမ်းကြည့်လိုက်မယ်နော်ဒါရမရစမ်းသက်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒါ VPN တစ်ဖက်မှာချိန်ထားပြီး Facebook ကိုသုံးနေပြီဒီဘက်မှာလည်းကျွန်တော်တို့အနေနဲ့ဒီ Gemini တို့ဒီ TikTok တို့ Telegram တို့ကိုအဆင်ပြေသုံးနိုင်မှုအထင်ကောမရှိပဲသုံးနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီနည်းလမ်းနဲ့ကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်အဆင်ပြေဆိုလို့ရှိရင် reaction လေးပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ